ရှုမှတ်တဲ့စိတ်ဆိုတာကတကယ်တမ်းပြောမယ်ဆိုရင်တော့အာရမဏိကပဲသို့တော်လည်းပဲမြင်ရတဲ့အခါမှာရှုမှတ်တဲ့စိတ်ကိုမြင်ရမယ်ဆိုရင်အာယုံမှမြင်ရမှာဗျဟုတ်တယ်မလားဒါကြောင့်မလို့ရှုမှတ်တဲ့စိတ်ကိုလည်းရှုမှတ်တဲ့စိတ်ကိုကြည့်မယ်ဆိုရင်အာယုံမှတွေ့ရမယ်ရှုမှတ်တဲ့စိတ်ကအနတ္တဆိုတော့ရှုမှတ်တဲ့စိတ်ကလည်းကြည့်လိုက်ရင်ပရတော်ရိတ္တတော်ဆိုတာရှုမှတ်တဲ့စိတ်ရှိနေရင်ဆင်းရဲမယ်ဟလာရှုမှတ်တဲ့စိတ်ရှိနေလို့ရှိရင်အနှစ်သာရမရှိဘူးချင်းဤဘာဖြစ်လို့ရှုမှတ်တဲ့စိတ်ကအနှစ်သာရမရှိရလဲမေးတဲ့အခါကျတော့ကိလေသာတွေကအစဉ်သေးနေတယ်အစဉ်သေးတာကိုမသိပဲတတ်နေရတဲ့အတွက်အဲ့ဒီဥစ္စာကဟလာအသေးပဲမဲ့တယ်လို့ဆိုလိုတာပေါ့သဘောတရားနော်အဲ့တော့အစဉ်သေးတာသိသွားပြီဆိုရင်သူ့ကိုသေနေတာကြီးကိုအရှင်ဆင်ပြီးတတ်နေရတာကနှစ်သာရမရှိဘူးချင်းဤပါလို့ဆိုလိုတဲ့အသေးပဲအဲ့ရှုမှတ်တဲ့စိတ်ကဟလာအစဉ်သုံးညဆိုတော့ရှုမှတ်ပွားများစွာမဂ္ဂတစ္ဆာကြီးဟာဟလာအစဉ်မရှိပါဘူးလို့သိသွားတဲ့ခါကျပွားများစရာအစဉ်မရှိဘူးလို့သိသွားရင်ပွားများစရာကိစ္စပြီးဆုံးတဲ့ကတ္တဉာဏ်ကိုရောက်သွားတယ်ဗျာဒါကြောင့်မလို့ရှုမှတ်တဲ့စိတ်ကိုလည်းအနတ္တနောလို့ဒီအရိယာကြီးပြောကြတယ်လေဒါရှုမှတ်တဲ့စိတ်ကိုကြည့်မယ်ဆိုရင်ဟလာတကယ်တမ်းသူ့ရဲ့မူရင်းကတော့အာရမဏိကဒါပေမဲ့သူ့ကိုမြင်ရတဲ့အခါအာယုံမှမြင်ရမယ်ရှုမှတ်တဲ့စိတ်တွေရှိနေမယ်ဆိုရင်ဟလာနှိမ့်ဆက်ခံရမယ်ရှုမှတ်တဲ့စိတ်တွေကအနှစ်သာရမရှိဘူးရှင်ကြီးရှုမှတ်တဲ့စိတ်တွေကပွားစရာအစဉ်ကုန်ဆုံးကိလေသာတွေအစဉ်သေးတယ်ဆိုရင်ပွားစရာကိစ္စဖယ်စရာကိစ္စအစဉ်ပြီးဆုံးမလို့သိတာအဲ့ဒါရှုမှတ်ပွားများစိတ်ကိုလည်းအနတ္တလို့သိမြင်နိုင်ခွင့်ရမယ်ဆိုရင်ကတ္တဉာဏ်ကိုရပြီးတော့မှဟလာနောက်ဆုံးစာဒီနောက်ဆုံးပွားနေကျွမ်းဝင်နိုင်ပါလေအဲ့ဒါကိုပြောတာ